la September လာတော့ငါကီအသက်33နှစ်ပြည့်ရပါတော့အသက်33နှစ်ပြည့်ရဲ့အချိန်မှာကီဝင်လက်ဆောင်ပေးခဲ့တာအများကြီးပဲပေါ့မှန်ပြီးတော့နှစ်တိုင်းတော့ကိုအမြဲဝင်လက်ဆောင်ပေးဘာဖြစ်လဲဆိုတော့မွေးနေ့မှာလက်ဆောင်လုပ်ခြင်းတယ်သူများစီကလည်းမှတ်မျောခြင်းတဲ့ခါကျတော့အမြဲနှစ်တိုင်းကိုမွေးလက်ဆောင်ပေးတဲ့အကျဉ်းလေးဖြစ်လာပါဘောနော်ဒီနှစ်မှာလည်းကိုပေးထားမွေးလက်ဆောင်တွေအများကြီးပဲအဲ့ဒီကမှဂျင်ဆော့ဘိုးဆိုပြီးတော့လဲမွေးလက်ဆောင်ဖြစ်တဲ့တခုကိုပေးလိုက်တယ်ပေါ့နော်အခုဒီအောက်တော့30ဆိုလို့ရှိရင်ကီဂျင်ဆော့လာတလားပြည့်သွားပြီပေါ့အဲ့တော့ဂျင်ဆော့လိုက်တာဘာတွေပြောင်းလဲသွားလဲဆိုတာပြပြချင်တာအဲ့အရင်ဆိုလို့ရှိရင်သူကလီးလန်ထိုင်းမိုင်းနေကွာအခုဂျင်ဆော့လိုက်တော့အရာလူကပေါ့ပါပြီးတော့တွက်လက်လာတယ်stress တွေများလို့ရှိရင်လည်း gym ဆော့လိုက်လို့ရှိရင်ပြေးသွားတယ်။အရင်ဆိုလို့ရှိရင်ညနေတကောင်ထိအိမ်မပြောမအိတ်ချင်မျိုးလုံးကြီးကြောင်လည်းလိုမျိုးဖြစ်တယ်။ဒါပေမဲ့ gym ဆော့လိုက်တဲ့နောက်ပိုင်းမှာည10နာရီလောက်ဆိုရှင်ကငိုင်ပြီးပြီးတော့အရန်အိတ်ချင်လာ။ရုပ်ရှင်ကြည့်ရမျိုးစာဖတ်နေရမျိုးကြောင့်လား12နာရီလောက်ဖြစ်သွားမယ်ပေါ့နော်။တကယ်တမ်းအတိအကျအိတ်တဲ့ချိန်ကတော့10နာရီဆိုလို့ရှိရင်အိတ်ပြီပေါ့နော်။နောက်တစ်ခုကျတော့ချွေးထွက်တာ။အရင်ဆိုလို့ရှိရင်အရင်ဒီ September မတိုင်ခင်ရဆိုချွေးမထွက်တာဘူးချွေးလုံးဝမထွက်မြန်ကိသားကြီးချောင်းနေရပါအခုဂျင်ဆော့လိုက်တဲ့နောက်ပိုင်းချွေးတအားထွက်လာတဲ့ခါကျတော့အသားကြီးတော်တော်ကြည်လာတယ်ဒီမျက်နှာကြီးဆိုလို့ရှိရင်အရန် glow လာတယ်ပေါ့နော်အဲ့လိုလေးဖြစ်လာတယ်နောက်ပြီးတဲ့ခါကျတော့အစားအသောက်ပေါ့အရင်ဆိုလို့ရှိရင်ညနေ4နာရီလောက်ဆိုလူကဘိုက်တအားစားတယ်ဘိုက်စားခြင်းနဲ့ဘယ်လိုလုပ်အောင်လဲမသိဘူးအဲ့လိုမျိုးဖြစ်နေတာပေါ့နော်ဂျင်ဆော့လိုက်တဲ့နောက်ပိုင်းမှာအစားစားခြင်းစိတ်ကြီးလည်းလျော့သွားတယ်နောက်တစ်ခုကအေးပြတ်သွားတယ်အရင်ဆိုလို့ရှိရင်အားနေအေးစားတယ်အေးတောက်ချင်တယ်အေးလေးဝင်လိုက်ရမှာအေးလေးမောလိုက်ရမှာအေးလေးတောက်လိုက်ရမှာ green ကရှင်းသွားတယ်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်း gym ဆော့ပြီးနောက်ပိုင်းမှာအေးလုံးဝတော့မဟုတ်ဘူးဒါပေမဲ့ပြတ်သွားတယ်ရေပဲအမြဲတမ်းတောက်နေရေကိုတော်တော်လေးတောက်လာတယ်အေးကမတောက်ဖြစ်တော့ဘူးပေါ့နော်အဲ့လိုမျိုးလေးဖြစ်သွားတယ်နောက်တစ်ခါကျတော့ဒီကေကအမြဲတမ်းတပြင်းချတတ်တဲ့အလေးထားရှိအမှန်တကယ်လူကအသက်ရှူမောတာကွယ်အသက်ရှူဖို့မိနေတဲ့ခါကျတော့အမြဲတမ်းတပြင်းချအဲ့တော့ဘေးကလူတွေကစိတ်ပဲဆိုးနေရလားစိတ်ခွနေရလားစိတ်မကြည့်ဘူးလားအဲ့လိုမျိုးဖြစ်ကြပါဘောမနက်ကမဟုတ်ကြီးကအသက်ရှူမောလို့ဟိုလိုတတိယတဲ့အချိန်မှာအသက်ရှူလိုက်တာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့တော့ဒါမဲ့ gym ဆော့ပြီးတဲ့နောက်ပိုင်းမှာအဲ့တပြင်းချတဲ့အကျင့်အသက်ဟိုအဲ့လိုရှူလိုက်တဲ့အကျင့်ကတော်တော်ကြီးပြောက်သွားတယ်လို့မျိုးဖြစ်သွားတယ်ဒါကဒီ gym ဆော့ပြီးတလအကြာမှာပြောင်းလဲသွားတဲ့အကြောင်းလေးပေါ့တခြားဘာတွေပြောင်းလဲဆိုဒီ one bite ပေါ့နော်ဒီအရင်ဆိုရင်အခုလည်းအစီရှိရခွာဒါပေမဲ့အရင်ဆိုဒီထက်ပိုပြီးအစီရများတယ်ဒီအစီကျသွားတော့လူကအရန်ချင်တယ်ပြီးတဲ့အခါကျတော့ဒီဘောင်းမီပေါ့နော်အရင်ဆိုရင်ဘောင်းမီကဘိုက်ကြီးတွေကဖောင်းပြီးတော့တော်တော်ကြီးရဆိုးရပေါ့နော်လူကလည်းအေးကြီးဖြစ်နေအခုတော့ဘောင်းမီလည်းတော်တော်ချောင်းလာတယ်ဒီတလပဲရှိပြန်နော်ဂျင်ဆော့တလမှာပြောင်းလဲသွားတဲ့ပြောင်းလဲမှုတွေဝိတ်ကတော့ကြောက်တော့ဗောနော်စာဆော့တဲ့ချိန်က121အခု124ဆိုတော့3ပေါင်လောက်တက်လာလို့ပြောလို့ရတယ်ဗောနော်ဂျင်ဆော့တလတာပြောင်းလဲမှုတွေကိုလာပြီးတော့ဝင်မျှပေးလိုက်တာဖြစ်ပါတယ်